လုပ်ပါဟုတ်တယ်ခုံသွားပြီခုံဆွသွားပြီမှာတိုင်ကြီးလို့ပြီးတာ လောက်သူနိုင်ပြီတော့ ဘာမှတိုင်ကြီးမရှိဘူးလေဒါတော့တိုင်ကြီးရှိလို့လားဘာမှ ဘောဘောလာပေါ်ကြလို့ရတယ်ဆောင်းပြီးလေတိုင်းစီးဖက်လို့မရ ဒါနဲ့လားမတူနဲ့မရမတူရင်မတူနဲ့ ကိုကြီးရဲ့ကိုကြီးဒီလုံးပါနော်ညအဲ့ဒါက तू ကတောင်းတာအဲ့ဒါတောင်းတာလား तू ကပေးရ အကြထွက်သွားပြီမရတော့ဘူး အမေတော့နိုင်ပြီလား ကိုစမမင်းရပြီလား နိုင်ပြီလား အဲ့ဒါညတလုံးပေးရလားခင်ဗျာတောင်းတာ ရှင်းလို့ပြီးတာ တိတ်လေးကိုဒီစတော့အဲ့တော့ ရှင်းလို့ပြီးတာ ဟုတ်တယ်ပြမပတ်သက်ရှိတယ်ဟုတ်တယ် LV ရှိတယ်နော်ပတ်သက်လေးပဲ အဲပါတော့မှန်ပါပါကိုကြီး အဲ အမြဲတမ်းတတိယနေပါပါ ညအဲ့ဒါခင်ဗျာတောင်းလို့ပေးထားတာဟုတ်ညတလုံးပေးထား နောက်ဆုံးချုပ်ကဖြစ်သွားတယ် အဲ့ဒါကတောင်းလို့ပေးတာတောင်းလို့ပေးတောင်း ချစ်လူလေးတန်းကွာ အဲ့ပဆိုင်ဘယ်လောက်တန်းနော်အဲ့ပဆိုင်ကဘယ်လောက်တန်းနော် တတိယလို့မရ တို့တော့တကြီးဖြစ်လို့ပဲရမှာအဲ့ဒါကြ ကိုကြီးမြေတဲ့အများကြီးလည်းပြီးတယ်တန်းကြီးလို့မရ ငါဆိုင်ငါနိုင်ရထားပြီအောင်ငါတိုင်းသွားပြီအဲ့လိုမေးနေတာ ဘာဖြစ်နေရလဲကြောက်ဒီကျွန်တော်နားနေတာရှင်းတယ်နော် အဲ့ဒါကလာမတူနဲ့ သူကတူလို့ အဲ့ဘာလို့လာပြ သူကနာကြီးဝတ်လာပြီးတော့နော် လူကြီးလာ ။ညတိအောင်လို့ပြောပြတာ။ဒါကစိတ်နဲ့စီထားတဲ့စိတ်စီထားတဲ့နိုင်နော် လူကြီးတဲ့စိုက် ။ဟာစိတ်တို့ရွှေတို့ အဲ့ဒါအခုဟိုအကိုကြီးအမြဲတမ်းခါးကြလေးမှာအမတမြန်လို့ထိုးထားပြီးမှအခုပေးရနော် မြန်မာနိုင်ငံနိုင်ငံလုံးဒါဘယ်သူ့အိမ်လုံးလို့မေးရအကုန်သိတယ်လူကြီး အဲ ဘာနိုင်လို့ပြော တကယ်ရော တို့ကြတော့တော်ရုံတိုင်းတို့တော့နိုင်ပြီသူ နိုင်လေ ပန်းဝင်မှနိုင်တာ အဲ့တယ်ပြေးလို့မရဘူးနော် ပန်းဝင်မှနိုင်တာ ။ခမရကိုနိုင်မဲ့အကွက်တွေကျမအများကြီးရှိတယ်။ကြောကြခမရကိုလေနိုင်မော်လူကပိုးတနာ ပတ်သက်အဲ့လိုဖြတ်ပြီးတော့ post ပေးရတာလား ခဏထိုင်ရတာခင်ဗျာအမှန်တရားကိုလက်ခံနေတာဘေးတက်ကြီး ခမရကအမေအမောင်နဲ့ပြရင်မမြင်အောင်အမောင်နဲ့ပြကြီးဆိုကျမနိုင်ရမှာလက်စစ်တဲ့စိတ်နဲ့ဒီသူ့ပွေးခုနေတာပဲ ဒီပတ်ဆိုင်အဖြူပြောကလေးတောင်မယုံဘူး။ပတ်တက်ကလေးကလေးတောင်မယုံဘူး တဲ့လူတွေကျတော့သူ့ပွေး ။တကယ်အမောင်ကဘာထဲမှာကြည့်နေဆိုရင်တော့မှပဲအများနဲ့လင်းလည်နေ။သိရနော် လို့ ။အမောင်ကဘာထဲကိုရောက်သွားလို့ကြည့်နေဆိုရင်တော့အများနဲ့ပေါ်လွင်ထင်ရှားနေတာကဘယ်ဟာတော့ မီးမရှိတဲ့နေရာမှာနေရတာအဲ့ဒါကြီးတစ်ပတ်ပြီးတာ ဒါရောစခင်ဗျားပြောတယ်လို့ပဲ။တော်တယ်မှုကိုပြောပြတယ်။ မီးမရှိတဲ့နေရာမှာနေလို့လွယ်အောင်လို့ဝဲ ခင် ပြီး ဗျာ တာ အမောင်နဲ့လွတ်ပြလိုက်ဘတ်ဆိုရင်ညက်ကန်းလိုပဲဘာမှရှောင်းလို့ တရားစစ်ကိုအီလက်ထရောနစ်တွေပါလေ ဒီတော့ပဲလက်ရဝမ်းနဲ့မှုထည့်ရမှာပဲ ဟမ် အနဲ့ရဝမ်းနဲ့မှုထည့်ရမှာပဲရဲရည်ပဲကြံမယ် ဟုတ်တယ် ငွေရတာဘူးလို့ သူငွားဘယ်သူငွားခုလက်တွေခင်ဗျယောက်ျားကြီးတွေလည်းဒါအန်ဆောင်တယ်ညက်ကွက်မှာဒါပေါ်လွင်နေရ မြောက်တနာရလာဒီလိုရေးရေးလာ အေးခင်ဗျတအားမန္တတိုင်ကျူးနေလို့ဒါတော့အသေးအဖွဲလေးရှိသေးတယ်အများကြီးပြကြရှိ တယ်လေအကြီးအကျယ်ကြီးကိုရလာတာရတာလေးပွေး